ဒီနေ့ AR တင်ဘာလို့ကစားအောင်ပုံစံကောင်းမရသေးရလဲဒီပြအပြောင်းလဲအဖြစ်ဖြစ်မလားဆိုတဲ့ဟာလေးတွေကိုကျွန်တော်အမြင်လေးဆုံးဆွေးနွေးတော့မှာပေါ့နော်AR တင်ကဒီနေ့ squad အင်အားတောင်းတင်းတယ်ရော individual ရဲ့အားကောင်းတဲ့ကစားသမားတွေများတယ်ဒါပေမဲ့သူတို့အသင်းလိုက်ကစားပုံမှာကျတော့တိတ်စနစ်မကြောက်ဘူးပေါ့နော် unity မဖြစ်ဘူးဒီအဲ့ဒါဘာလို့လဲဆိုရင်ကျွန်တော်ထင်တော့ကွင်းလယ်မှာဒီ industry ကိုထိန်းချုပ်မဲ့ကစားသမား game ကို scan လုပ်မဲ့သူပွဲကို lead လုပ်မဲ့senior player ပေါ့နော်အဲ့လို player ရှိမနေခြင်းလို့ထင်တယ် ISPA မှာဆိုရင်အဲ့ role ကခင်မာလာထွန်းရှိရယ်ရန်နာပေါ်မှာဆိုဝင်းသိန်ကြီးထွန်းရှိရယ်အားလုံးကသူတို့ရဲ့ command ကိုကြည့်ပြီးကစားတဲ့ခါကျတော့ကစားပုံက unity ဖြစ်လာတယ် system ကျလာတယ်ပြီးတော့အဲ့လိုပေါ့နော်အဲ့လိုထင်တယ်ဒါပေမဲ့ AR မှာအဲ့ role ပြောင်းနေတယ်အဲ့လို command လုပ်မဲ့ကစားသမား influence ဖြစ်တဲ့ကစားသမားမရှိဘူးပေါ့နော်ပွဲကို scan ဖတ်မဲ့ကစားသမားပေါ့နော်ဥပယကျတော့သူ့ရဲ့အတွေ့အကြုံရပွဲကိုကြည့်တတ်တယ် scan ဖတ်တတ်တယ်ဒါပေမဲ့ဥပယသူ့ရဲ့ p-form ရနေတဲ့ကစားသမားမျိုးမဟုတ်ဘူးပြီးတော့သူက foreigner ဖြစ်တယ်ဒီနေကန်ကစားသမားမဟုတ်ဘူးเนาะဘာသာစကားလဲအခက်အခဲရှိတော့သူဥဆောင်ရင်တော့သူကစကားရှေ့ရောက်မှာမဟုတ်ဘူးပေါ့เนาะကွင်းလယ်မှာအဲ့လိုထိန်းချုပ်မဲ့ကစားသမားဖြူဝင်းပြီးတော့အဲ့ role အရင်ဆုံးယူနိုင်တာဖြူဝင်းလို့ထင်တယ်ဒါပေမဲ့ဖြူဝင်းကဒီကစားသမားရဲ့အားလုံးနဲ့ပေါ့နော်အသက်အရွယ်ကသူက senior ဟုတ်မနေခြင်းပဲအသက်အရွယ်မတိမ်မယိမ်းနေဖြစ်နေတဲ့ခါကျတော့သူ duty တွေပို့ပြီးယူလို့မရဘူး command ပို့ပေးလို့မရဘူး influence ပို့လုပ်လို့မရဘူးဒါပေမဲ့သူ့မှာ ability တော့အဲ့လိုလုပ်ဖို့ ability တော့ရှိရယ်ပြီးတော့ဒီနေ့သူနည်းနည်းလေးရော့တယ်ဆိုတာသူကစားရတာနည်းနည်းလေးနောက်ကိုပို့ပြီးဆင်းပြီးဆော့ရတယ်သူကောင်းတဲ့ role က advance 8လိုနေရာမျိုးမှာကောင်းတယ်ပေါ့နော်တဝေရကျတော့သူကdestroyer သူ့ရဲ့ဆန်ကလုံးဝ defensive မေးပြီးတာဆန်ရှိတယ်သူ့ကိုအဲ့ destroyer role မှာပဲသုံးပြီးဖြူဝင်းကို advance 8နေရာမှာသုံးမယ်ပြီးရင်တိုက်စစ်3အောင်ဖြစ်တဲ့ V2 ရဲ့ဒူဒိုရဲ့ဟိုဘက်ကစမ်းတော်ဖြစ်ဥဝေးဖြစ်ပေါ့နော်အဲ့လိုတိုက်စစ်3အောင်နဲ့ဒီ link အတူလေးချိန်နိုင်တော့ပို့ပြီးကောင်းတော့တယ်အဲ့ဆိုရင် V2 လည်းကစားရတာပို့ပြီးတက်လာတယ်ပေါ့နော်ခု V2 ကစားနေရတာသူ long range ပတ်သက်ကြီးတွေနဲ့သူစီဘောလုံးတွေမျောပေးတယ်သူ့ရဲ့ pace နဲ့ပြေးခိုင်းတယ်အဲ့လိုပေါ့နော်ဒါပေမဲ့ V2 ရဲ့အရေးချင်းကဘောလုံး control ကောင်းတယ်ကစားတာတက်ရက်တယ် V2 ရဲ့ကစားအရေးချင်းတွေအများကြီးကစားပုံကမပေါ်လင်းသေးဘူးဖြစ်နေပေါ့နော်အားဆိုရင် V2 လည်းကစားတာတက်တာလာမယ်ပေါ့နော် V2 ဘင်္ဂလားဒေ့ရှ်မှာကစားလို့ခြေသားမျိုးပါရို FC မှာကစားလို့ခြေသားမျိုးရောက်ဆိုရင်ဒီကွင်းလယ်မှာပေါ့နော်ဒီမိုနီကာရှိနေခြင်းပဲမိုနီကာအဲ့ရှစ်လင်တော့ကို adjust လုပ်တဲ့နေရာပွဲကိုထိန်းချုပ်တဲ့နေရာမှာတော်တော်လေးတော်တယ်ဒီနေ့ AR မိုနီကာလိုကစားသမားမျိုးတာထပ်ခေါ်ထားမယ်ဆိုရင်ဒီလိုကစားပုံ fluent ဖြစ်တဲ့ပြဿနာတွေဘာတွေဖြစ်မလာတော့ဘူးလို့ထင်တယ်ပြီးတော့နီးပြပြဿနာပေါ့နော်နီးပြပြဿနာဆိုနီးပြတော့ပြဿနာထူးမရှိပါဘူးနီးပြရဲ့အကြောင်းဒီလိုတိတ်ပြီးကစားပုံမကောင်းတယ်လို့လည်းမထင်ဘူးအခုခေါ်လိုက်တဲ့နီးပြပေါ့နော်တာရှီရိုကူမီကိုဆိုရင်သူ GFA Pro license ရထားတယ်သူ့မှာစာတွေ့တွေပြီးတော့ဘောလုံးအမြင်တွေ ideology ပို့ပြီးကောင်းရင်ကောင်းနိုင်မယ်ဒါပေမဲ့ဒီအခုပြဿနာဒီရေရူလေးနဲ့သူ့ရဲ့နီးစနစ်နဲ့ဖြည့်ရှင်းလိုက်လို့အလုံးစုံရှင်းလင်းသွားမဲ့ case မဟုတ်တော့ဘူးလို့ထင်တယ်ကစားပုံတော့အနှဲငယ်တိုးတက်လာရင်တိုးတက်လာလိမ့်မယ်ဒါပေမဲ့ပြသားသားကြီး AR တင်လုံးဝစနစ်ကျသွားတယ်ကစားပုံ system ကြီးကောင်းသွားတယ်လို့တော့အဲ့လိုဖြစ်လာလိမ့်မယ်လို့တော့မထင်ဘူးအဓိကဒီပြည်တွင်းပြိုင်ပွဲမှာတော့ဘယ်အသင်းပဲရပေါ့နော် ISP ပဲရAR ပဲရရန်နာဝန်ပဲရရှမ်းပဲရပေါ့နော်ဘယ်အသင်းရကောင်းမယ်မဲ့ဒီ AFC Champion League လို့ပြိုင်ပွဲမျိုးမှာဒီနေ့ AR တင်အောင်ဝင်ပြိုင်ခွင့်ရထားတယ်အဲ့လိုနေရာမျိုးမှာကိုနိုင်ငံအကလပ်အသင်းနေနဲ့အဆင့်တစ်ခုတည်းအနေထားတစ်ခုစီရောက်စေချင်တယ်ပေါ့နော်ပြီးတော့ကိုနိုင်ငံမှာလာကစားတဲ့ player Ritu တို့ Uwe တို့ပေါ့နော်အဲ့လိုကစားသမားတွေကိုလည်းသူတို့ဒီနိုင်ငံမှာလာကစားပြီးသူတို့ရဲ့ကစားသမားဘဝအစိတ်ပိုင်းတစ်ခုတိုးတက်သွားတာမျိုးဖြစ်စေချင်တယ်ပိုပြီးအောင်မြင်သွားတာမျိုးမြင်စေချင်တယ်ပေါ့နော်ပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေသူတို့ professional တယောက်ရဲ့သူတို့ရဲ့စံချိန်စံညွှန်းတွေကိုဒီကိုကလပ်အသင်းတွေကလည်းပေးထားတဲ့တန်ကြီးတွေနဲ့တန်အောင်သူတို့ရဲ့ energy တွေကို absorb လုပ်နိုင်မှနှစ်ဦးနှစ်ဖက်အကျိုးရှိမယ်လို့ထင်တယ်ဒါတော့ AR တင်ကိုနီးပြနဲ့ပတ်သက်ပြီးနီးပြပြောင်းလဲတာအဖြစ်ဖြစ်နိုင်လားပြီးတော့AR တင်ရဲ့ကစားပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးဆွေးနွေးခဲ့တာပါ